မဲမင်္ဂလာပါခင်ဗျာဒီကနေ့စကပြောသင်ခန်းစာပို့ချချက်ကဏ္ဍမှာတော့နေမကောင်းဖြစ်တဲ့အခါမှာပြောလေးရှိတဲ့ဝကြတိုလေးတွေကိုလေ့လာသွားမှာဖြစ်ပါတယ်သူနေမကောင်းလို့ဆိုထင်းလျှောထားပြင်းလားထင်းလျှောထားပြင်းလားထင်းလျှောဆိုတာကပြောတန်ကြားတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတန်ကြားဆိုတာကျွန်တော်တို့မြန်မာစကားမှာဆိုပေါ့နော်ဥပမာသူနိုင်ငံခြားသွားတယ်လို့ပြောတန်ကြားတယ်ဆိုသူနိုင်ငံခြားသွားတယ်ဆိုအဲ့လိုဆိုဆိုတာအဲ့ဒါပြောတန်ကြားတယ်ထားဆိုသူပြင်းဆိုတာကနေမကောင်းဖြစ်တာပေါ့နော်ယောဂဖြစ်တာကိုပြောတာလက်စာပြီးပြောတဲ့အချိန်မှာဒါဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်အခုလက်ရှိပေါ့နော်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့တော့သူနေမကောင်းလို့ဆိုထင်းလျှောထားပြင်းလို့ထင်းလျှောထားပြင်းလို့အခုရော现在呢现在呢现在ဆိုတာအခု呢ဆိုတာကရောဆိုတဲ့အဓိပ္ပာယ်အခုရောအဲ့လိုပြောတာ现在呢现在呢အခုတော်တော်တက်တာသွားပြီ现在好多了现在好多了现在ဆိုတာအခု好ဆိုတာကကောင်းတော့ဒီမှာဟိုနေပြန်ကောင်းလာတာကိုပြောတာနော်好多ဆိုတာအများကြီးပေါ့နော်အများကြီးကောင်းလာတယ်ဆိုတာတော်တော်တက်တာသွားတယ်လက်ဆိုတာပြီးနော်အခုလက်ရှိတော်တော်တက်တာနေပြီဆိုတဲ့အခြေအနေကိုပြောတာပါအခုတော်တော်တက်တာသွားပြီ现在好多了现在好多了သူဘာယောဂဖြစ်တာလဲ他得了什么病他得了什么病他ဆိုတာသူ得ဆိုတာကရရှိသည်ဆိုတဲ့အဓိပ္ပာယ်သူကယောဂဖြစ်တာတွေကို得ဆိုတဲ့ verb နဲ့病ဆိုတဲ့ noun နဲ့ကိုတွဲပြီးသုံးတယ်ပေါ့နော်ဥပမာယောဂဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောလဲ得病အဲ့လိုပြောတယ်ကျွန်တော်တို့ကဒီမှာလက်စာခဲ့တယ်什么စာပါလဲအဲ့တော့什么病ဆိုဘာယောဂကိုရရှိခဲ့တယ်လဲဆိုဘာယောဂဖြစ်တာလဲဒီလိုမေးတာเนาะအဲ့တော့သူဘာယောဂဖြစ်တာလဲ他得了什么病他得了什么病对视频嘛地理没验血后才会知道的验血后才会知道的验血ဆိုတာတွေးစစ်တာကိုပြောတာเนาะ验血ဟုတ်ဆိုတာပြီးနောက်才ဆိုတာမှတ်တာအဲ့တော့တွေးစစ်ပြီးမှတာ验血后才会的ဒါကလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီเนาะသူကကြတော့ဘယ်လိုပြောလဲဖြစ်နိုင်ခြေကိုပြောတာ知道ဆိုတာသိတယ်အဲ့တော့သိကောင်းသိနိုင်လိမ့်မယ်ပေါ့เนาะအဲ့လိုတွေးစစ်ပြီးမှတာလေသူဘာယောဂဖြစ်တယ်ဆိုတာသိကောင်းသိနိုင်မယ်အဲ့လိုပြောတာโอเคပြန်လေ့လာကြည့်အောင်验血后才会知道的验血后才会知道的ဆေးရုံတက်ဖို့လိုလား需要进医院吗需要进医院吗需要ဆိုတာလိုအပ်တာပေါ့နော်进ဆိုတာဝင်တာသူတစ်လုံးနဲ့ပြောရင်ဝင်တယ်医院ဆိုတာဆေးရုံလည်းဝင်တယ်ဒီလိုပြောတာမဟုတ်ဆေးရုံတက်တာကို进医院ဒါမှမဟုတ်进医院ဒီလိုပြောတယ်မားစာလားတလားဆေးရုံတက်ဖို့လိုတလား需要进医院吗需要进医院吗ဆေးသုံးလေးလုံးလောက်ထိုးလိုက်ရပါတယ်打几针就可以了打几针就可以了打针ဆိုတာဆေးထိုးတာကိုပြောတာဒါအတွဲလိုက်နော်打针ဆေးထိုးတယ်打针ကြီးဆိုတာက3-4ခုဆိုတဲ့အဓိပ္ပာယ်အဲ့တော့တာကြည်ချင်းစာဆေး3-4လုံးလို့ပြောတာเนาะထိုးလိုက်တယ်တာချင်းစာဆေးထိုးတာအဲ့တော့တာကြည်ချင်းစာဆေး3-4လုံးထိုးလိုက်တယ်可以စာရတယ်လက်စာပြီးရပါပြီအဲ့လောက်ဆိုဖြစ်ပါပြီဒီလိုပြောတာအဲ့တော့ချီယိုဆိုတဲ့စကားလုံးကဘာလို့ဆက်ထားတာလဲဆိုတော့သူက reason နဲ့ reset ပြောရအောင်အကျိုးတရားနဲ့အကြောင်းတရား reason စာဒီဟိုပါပေါ့နော် reason ဆိုတာကျွန်တော်တို့အကြောင်းပြချက်ပေါ့reset ဆိုတာရလဒ်ပေါ့ဒီလိုအကြောင်းတရားကြောင့်ဒီရလဒ်မျိုးဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာဆေး3-4လုံးထိုးတယ်ထိုးလိုက်လို့ရှိရင်ဘာဖြစ်သွားလဲကောင်းသွားမယ်ဒီလိုပြောတာဟုတ်ပြီနော်အကျိုးတရားအကြောင်းတရားကိုသူဆက်ဆက်ပြီးတော့ဖော်ပြတဲ့နေရာမှာချီယိုဆိုတဲ့စကားကိုသုံးတယ်โอเคနော်အဲ့တော့ပြန်လေ့လာကြည့်အောင်ဆေး3-4လုံးလောက်ထိုးလိုက်ရင်ရပါပြီတာ几针就可以了打几针就可以了
ငါတို့လူနာသွားကြည့်ကြရအောင်我们去看病人吧我们去看病人吧我们ဆောင်ငါတို့去ရတော့တာခန့်ခန့်ကြည့်တာ病ဆိုတာကနေမကောင်းဖြစ်တာ人ဆိုတာလူနေမကောင်းဖြစ်တဲ့လူဆိုလူနာပေါ့နော်病人ပါစာတိုက်တွန်းတာဂျာစုဂျာရအောင်ပါပေါ့နော်အဲ့လိုတိုက်တွန်းတာမှာပါဆိုနောက်ဆက်ပုတ်ကိုထည့်တယ်ပေါ့နော်ဟုတ်အဲ့တော့ငါတို့လူနာသွားကြည့်ကြရအောင်我们去看病人吧我们去看病人吧ဒါပေမဲ့ငါမှလူနာစောင့်ဖို့အချိန်မရှိဘူး可是我没有时间陪护可是我没有时间陪护可是ဆိုတာဒါပေမဲ့ကျွန်တော်မှာ没有ဆိုတာမရှိပါဘူးတဲ့时间ဆိုတာအချိန်陪护ဆိုတာကလူနာကိုအဖော်လုပ်ပြီးတော့စောင့်ပေးတာကို陪护လို့ခေါ်တယ်နော်အဲ့တော့ငါမှလူနာစောင့်ဖို့အချိန်မရှိဘူး可是我没有时间陪护可是我没有时间陪护သူယောဂတိတ်မပြင်းပါဘူးဆေးရုံတက်ဖို့မလိုပါဘူးထားတဲ့ပြင်不要紧不需要进院ထားတဲ့ပြင်不要紧不需要进院ထားတဲ့စာသူရဲ့ပြင်စာယောဂသူက verb အနေနဲ့တော့နော်နေမကောင်းဖြစ်သည်နောင်အနေနဲ့တော့ယောဂနှမျိုးလုံးသုံးလို့ရအောင်နော်ထားတဲ့ပြင်သူ့ရဲ့ယောဂ不要紧要紧ဆိုအရေးကြီးတာ不要紧ဆိုအရေးမကြီးဘူးသူ့ရဲ့ယောဂအဲ့လောက်အရေးမကြီးဘူးဆိုတာတိတ်မပြင်းဘူးတဲ့မပြင်းထန်ဘူးပေါ့နော်不需要ဆိုတာလိုအပ်တာ不需要ဆိုတာမလိုအပ်ဘူးတဲ့进院ဆိုတာဆေးရုံတက်တာသို့မဟုတ်进医院လို့ပြောလဲရတယ်ပေါ့နော်ဟုတ်အဲ့တော့သူယောဂတိတ်မပြင်းပါဘူးဆေးရုံတက်ဖို့မလိုပါဘူးထားတဲ့ပြင်不要紧不需要进院他的病不要紧不需要进院အခုတလောကျန်းမာရေးတိတ်မကောင်းဘူး最近身体不太好最近身体不太好最近ဆိုတာအခုတလော身体ဆိုတာခန္ဓာကိုယ်လို့အဓိပ္ပာယ်ရတယ်လို့ကျန်းမာရေးလို့လည်းဘာသာပြန်တယ်နော်ပူထိုက်ဆိုတာတိတ်မဆိုတဲ့အဓိပ္ပာယ်ဟောင်းဆိုတာကောင်းတာအဲ့တော့ပူထိုက်ဟောင်းဆိုတာတိတ်မကောင်းဘူးတဲ့အခုတလောကျန်းမာရေးတိတ်မကောင်းဘူး最近身体不太好最近身体不太好ကျန်းမာရေးဂရုစိုက်ဖို့多保重啊多保重啊多ဆိုတာကပို့ပြီးတော့ပို့တော့များတော့ပေါ့နော်保重ဆိုတာကျန်းမာရေးကိုဂရုစိုက်တာကို保重လို့ခေါ်တယ်အားဆိုတာကနောက်ဆက်ပုတ်လေးပေါ့နော်ဒီမှာဆိုရင်ပေါ့အဲ့လိုမျိုးပြောတာနောက်ဆက်ပုတ်လေးတစ်ခုပဲပေါ့နော်ဟုတ်အဲ့တော့ကျန်းမာရေးကိုပို့ပြီးဂရုစိုက်ပါအဲ့လိုပြော多保重啊多保重啊အဲ့မှာအတန်ထလေးတတိထားနော်多保重အားလို့မပြောနော်သူကဒီလိုအတန်ထွက်တစ်ခုမှာပေါ့နော် NG နဲ့ပေါင်းလို့ရှိရင်နောက်ကအာတန်ကဒီ NG နဲ့ပြန်တွဲသွားပြီးတော့ NGA 9ဆိုတဲ့အတန်ထွက်မျိုးကိုထွက်တယ်နော်ဥပမာကျွန်တော်တို့အဲ့ဒါတွေကဘယ်ဟာမျိုးတွေလဲဆိုတော့ဥပမာကြိုမြင့်ကြကြပါအောင်လားလေကြိုမြင့်ငါအဲ့လိုအဲ့မှာကြိုမြင့်ငါနောက်တစ်ခုကရှင်ဆိုတာဖြစ်ပါတယ်ရှင်ငါအဲ့လိုပုံစံမျိုးဒီမှာလဲ多保重啊多保重啊ဆရာဝန်ကငါ့ကိုအနားယူခိုင်းတယ်医生叫我休息医生叫我休息医生ဆိုတာဆရာဝန်叫ဆိုတာခိုင်းတာတခုခုကိုလှုပ်စေတာကို叫လို့ခေါ်တယ်နော်我ဆိုတာငါ休息ဆိုတာအနားယူတာအဲ့တော့ဆရာဝန်ကငါ့ကိုအနားယူခိုင်းတယ်医生叫我休息医生叫我休息သူပဲဆေးရုံမှာတက်ထားလေ他是在哪个医院住的他是在哪个医院住的他ဆိုတာသူ是的ဒါကတော့အထူးပြုတဲ့နေရာအလေးပေးတဲ့နေရာတွေမှာသုံးတာနော်အလေးပေးဖော်ပြတာတွေမှာ是的ဒီမှာကျတော့ဘာကိုအလေးပေးဖော်ပြလဲဆိုတာနေရာကိုအလေးပေးဖော်ပြတာ哪个sorry在ဆိုတာမှာ哪个ဆိုတာဘယ်တစ်ခု医院ဆိုတာဆေးရုံအဲ့တော့在哪个医院ဆိုတာဘယ်ဆေးရုံတရုံမှာ住ဆိုတာဆေးရုံတစ်ထောင်住လို့ပြောတယ်တဲခိုတာတို့နေထိုင်တာတို့လည်း住လို့ပဲပြောတယ်နော်ဆေးရုံတစ်ထောင်လဲ住院လို့ပြောတယ်ထားပါတော့
အဲ့တော့သူကဘယ်ဆေးရုံမှာတက်ထားလဲအဲ့ဒါကိုကျွန်တော်တို့ရှစ်တက်ဆိုတာသုံးထားခြင်းအပြင်နေရာကိုအလေးပေးပြီးဖော်ပြတဲ့သဘောเนาะပြန်လေ့လာကြည့်မယ်သူပဲဆေးရုံမှာတက်ထားလဲ他是在哪个医院住的他是在哪个医院住的ဆရာဝန်ကသူ့ကိုဆေးရုံဆင်းခွင့်ပြုလိုက်ပြီး医生让他出院了医生让他出院了医生ဆိုတာဆရာဝန်让ဆိုတာကခွင့်ပြုလိုက်တယ်တစုံတစ်ခုကိုလှုပ်စေတယ်လှုပ်ခိုင်းတယ်ဆိုတဲ့အဓိပ္ပာယ်เนาะထားဆိုတာသူ့ကိုတဲ့出院出ဆိုတာထွက်တာ医院ဆိုတာ医院ဆေးရုံကိုပြောဆေးရုံကနေထွက်တယ်ဆိုတာဆေးရုံဆင်းတာကိုပြောတာเนาะလှဆိုတာပြီးအဲ့တော့ဆရာဝန်ကသူ့ကိုဆေးရုံဆင်းခွင့်ပြုလိုက်ပြီး医生让他出院了医生让他出院了ဆေးကန်းသွားမပြလို့မဖြစ်တော့ဘူး非去看病不可乐非去看病不可乐အဲ့တော့非ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့စကားပြောတဲ့ပုံစံတွေမှာဆိုပူအငင်းစကားလုံးလေးမဆိုတဲ့စကားလုံးပူနဲ့တူတယ်ဥပမာ非去ဆိုလို့ရှိရင်ဒါ不去လို့ကမသွားဘူးเนาะအဲ့တော့非စာပေအသုံးနည်းနည်းဆန်နေပေါ့เนาะအဲ့တော့非去မသွားဘူးတဲ့看病စာဆေးခန်းပြတာကိုပြောတာเนาะ不可ဆိုတာ不可以လို့ပြောတာမဖြစ်ဘူး乐ဆိုတာအငင်းပါရင်တော့လို့ပါတာပဲလေအဲ့တော့不可乐ဆိုတာ不可以了မဖြစ်တော့ဘူးအဲ့တော့非去看病不可乐ဆေးကန်းသွားမပြလို့တော့မဖြစ်တော့ဘူးโอเคပြန်လေ့လာကြည့်အောင်非去看病不可乐非去看病不可乐ငါဆေးကန်းကိုမင်းနဲ့အဖော်လိုက်ပြီးနေမင်းနဲ့အဖော်လိုက်ပြီးမယ်我陪你去看医生我陪你去看医生我ဆိုတာကငါ陪စာအဖော်လောက်တာအဖော်လိုက်တာပေါ့နော်နေစာနေ去ရသွားတာနေသွားတယ်တဲ့ပေကိုလေဘာသွားလောက်တာလဲ看医生စာဆေးကန်းပြတာ看医生ဆေးကန်းပြတာနော်အဲ့တော့你去看医生မင်းဆေးကန်းသွားပြတာကို我陪စာငါအဖော်လိုက်မယ်တဲ့โอเคအဲ့တော့ငါဆေးကန်းကိုမင်းနဲ့အဖော်လိုက်ပေးမယ်我陪你去看医生我陪你去看医生谢谢你照顾မင်းကယူဆိုင်ပေးတာကျေးဇူးတင်ပါတယ်谢谢你照顾谢谢ဆိုတာကျေးဇူးတင်တာ你ဆိုတာခမ照顾ဆိုတာကယူတဆိုင်ရှိတာဟုတ်ပြီနော်ချစ်ချစ်နာနာနွေ့နွေ့ထွေးထွေးကယူဆိုင်ပေးတာကို照顾လို့ခေါ်တယ်โอเคအဲ့တော့ဒါကြောက်ကုဆိုတာနေမကောင်းတဲ့လူနာတွေကိုဂယုစိုက်ပေးတာသားသမီးတွေကမိဘတွေကိုဂယုစိုက်တာအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့မင်းဂယုစိုက်ပေးတာကျေးဇူးတင်ပါတယ်谢谢你照顾谢谢你照顾ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်